ကောင်လေးကတေတော့မဲ့တထေးကိုအချိန်စရင်စာအုပ်ပေးလိုက်တယ်တထေးကပေါ့ပေါ့ပပထိလိုက်တော့သူ့ရှိမှာပေါ်လာတာကိုမြင်လိုက်ရတယ်ခဏလောက်အံ့ဩသွားပြီးတထေးကိုကဲတင်ဖို့အချိန်ကိုမြန်မြန်ရောင်းပေးဖို့ပြောလိုက်တယ်ကောင်လေးကလမ်းမှာတစ်နှစ်ကိုဒေါ်လာ1 သန်းနဲ့အချိန်ဝယ်ဖို့လုပ်တယ်ဒါပေမဲ့ဘယ်သူမှသူ့ကိုမယုံကြဘူးသူကလိန်ညာသူလို့ထင်ကြတယ်မကြသေးခင်ကမှကောင်လေးကဆက်စုကျင်စိတ်နဲ့ကန်းချီမှာတဲနာရီဟောင်းတစ်လုံးကောက်ကင်လိုက်တယ်ကောင်လေးကအဖုံးကိုဓာတ်ရိုက်ဖွင့်လိုက်တယ်ဒါပေမဲ့သူ့အသက်ကိုကယ်တင်ခဲ့တဲ့အတွက်ပြန်ဆက်ဖို့ထောင်ထဲမှာ3000နှစ်ကြာအကျဉ်းချခံခဲ့ရတဲ့တိုင်ဂျင်းနီကိုမတော်တဆလွှတ်ပေးလိုက်တယ်ဂျင်းနီကအချိန်နဲ့လဲလှယ်လို့ရတဲ့စာအုပ်တအုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ဒီစာအုပ်ကလူတွေရဲ့ဘဝကိုပြောင်းလဲစေရုံသာမကအချိန်ကိုပြန်ရောက်ပြီးအကြီးအကျယ်ချမ်းသာလာစေတယ်ကောင်လေးကချက်ချင်းပဲအယမ်းမော်ဆန်တယ်လို့ခံစားရတယ်ဒါနဲ့ကောင်လေးကဒီနေ့မှာလူတွေရဲ့အချိန်ကိုဝယ်ဖို့ထိုင်းပေါင်နှံဆိုင်ဖွင့်လိုက်တယ်ကောင်လေးကအသက်10နှစ်ပဲရှိသေးပေမဲ့အသက်80အရွယ်နဲ့တူတဲ့ကောင်လေးကိုတွေ့လိုက်တယ်ကောင်လေးကဆက်စုကျင်စိတ်နဲ့ရှေ့ကိုတိုးလာပြီးအခြေအနေအကြောင်းမေးလိုက်တယ်ကောင်လေးကပြောပြတဲ့အတိုင်းပေါ်ရှေ့မှာအချိန်ထိုးဆက်တစ်ခုရှိတယ်ပတ်စံလိုအပ်တဲ့သူတွေကသူတို့ရဲ့အချိန်ကိုငွေနဲ့လဲလှယ်နိုင်တယ်ဂိမ်းထဲကပစ္စည်းကိရိယာတွေဝယ်ဖို့ပတ်စံမရှိလို့သူ့ဘဝရဲ့60နှစ်ကိုရောင်းစားလိုက်တယ်ဒါကြောင့်ဒီစကားကြားတော့သူဒီလိုပုံစံဖြစ်နေတယ်အဲ့ဒီလူကအရန်ဒေါသထွက်နေတယ်ဘာလို့လဲဆိုတော့ဆင်းရဲသားတွေကိုကူညီဖို့ပေါင်နှံဆိုင်ဖွင့်ထားလို့ပဲအခုတော့ဒီလိုဖြစ်လာပြီ